ကဲဒီနေ့ကျွန်တော်တို့ဓာတ်စားထုတ်တွေကြောင့်ဆွေးနွေးကြအောင်နော်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ယူဘကလင်းနဲ့ဘကိုး channel မှာကျမရဲ့ဘူးလိုက်မြဲတင်ဆက်ပေးနေတဲ့ဒေါက်တာယူဘဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့เนาะဒီဓာတ်စားထုတ်တွေကြောင့်ဆွေးနွေးကြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာပေါ့နော်ဒီချွေးထွက်များလို့ပဲဖြစ်ဖြစ်ဝင်းရှော့လို့ပဲဖြစ်ဖြစ်ပေါ့နော်ဓာတ်စားတွေတောက်ကြတယ်ပေါ့နော်Riety တို့နောက်ဒီ BBI ဓာတ်စားတို့เนาะကလေးတွေဆို Petitrel တို့ Electrical 4တို့เนาะ Perolid တို့အဲ့လိုဓာတ်စားတွေအများကြီးတောက်ကြအဲ့တော့ဒီဓာတ်စားထုတ်ခြင်းဒီမှာအဓိကဘာတွေပါလဲပေါ့နော်နောက်ပြီးတော့ဒီဓာတ်စားထုတ်ခြင်းဒီကဘယ်လိုခြေနေမျိုးမှာတောက်ရလဲဘယ်လိုခြေနေမျိုးမှာမတောက်ရလဲဆိုတော့တေချာသိရလူကတော့နဲပါသေးတယ်ဒါကြောင့်မလို့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ဓာတ်စားထုတ်ခြင်းဒီရဲ့ပါဝင်ပုံတွေရဲ့အသုံးပြုပုံတွေရဲ့ဖြော်ဆက်ပုံတွေရဲ့အသုံးမပြုသင့်တဲ့အခြေအနေတွေပေါ့နော်အဲ့ဒါတွေကျွန်တော်သိချာဆွေးနွေးပြသွားမှာမို့လို့ဗီဒီယိုလေးလည်းစုံနေကြည့်ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်အဲ့တော့ဗီဒီယိုလေးစရအောင်နော်ကိုကျမရေးပြဿနာတွေကိုဒေါက်တာယူပါနဲ့ online ကနေပြီးတော့ပဲဖြစ်ဖြစ်လူကိုယ်တိုင်စိတ်ကမ်းမှာလာရောက်ပြီးတော့ဆွေးနွေးကျင်တာပဲဖြစ်ဖြစ်ဖုန်းနံပါတ်3993693969နှစ်ကိုနက်ရှင်နိုင်ရနေပြီးတော့ညနေ6နာရီအတွင်းမှာအသေးစိတ်မြင်မြင်နိုင်ပါတယ်ရှင်အဲ့တော့ဓာတ်စားထုတ်ကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆိုတော့ ORS လို့အတူကောက်ခေါ်ကြတာပေါ့နော်အရှိကောက်ပြောရင်တော့ oral rehydration salt ပေါ့အဲ့တော့ကျွန်တော်တို့ဒီအန်တဲ့ခါပဲဖြစ်ဖြစ်ချွေးထွက်တဲ့ခါဖြစ်ဖြစ်ဝမ်းနေလျှောတဲ့ခါဖြစ်ခန္ဓာကိုယ်မှာအရေဓာတ်တွေဆုံးရှုံးသွားကြတယ်ပေါ့နော်အဲ့ဒီခါကျရင်ဓာတ်စားထုတ်တွေဆိုပြန်တောက်ကြတယ်အဲ့တော့တချို့ကမေးကြတယ်ပေါ့နော်ရေဓာတ်ဆုံးရှုံးသွားတာပဲကျွန်တော်တို့ရေပဲတောက်လို့မရဘူးလားဆိုတော့မရပါဘူးကျွန်တော်တို့ခန္ဓာကိုယ်မှာပေါ့ဆုံးရှုံးသွားတာရေပြင်ပေါ့နော်ဆိုဒီယမ်နဲ့ပိုတက်ဆီယမ်နဲ့ဓာတ်စားတွေတခြားဓာတ်စားတွေလည်းအများကြီးပါသွားတယ်ပေါ့နော်အဲ့ဒါတွေကိုတိကျပြန်ဖြည့်ပြီးတော့တောက်ပြီးတော့မှပဲကျွန်တော်တို့ဦးလန်းချောင်းနေတော့ပြန်ဆုပ်ဖို့အဆင်ပြေတယ်။နှမို့လို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်မှာဒီရေနဲ့အတူဓာတ်စားတွေပါအများကြီးဆုံးရှုံးသွားမယ်။အဲ့တော့ရေပဲတည်တံတောက်လို့မရဘူးပြောချင်တာပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်တို့တွေကချွေးထွက်တာပဲဖြစ်ဖြစ်ဝင်းလျှောတာပဲဖြစ်ဖြစ်အန်တဲ့ခါပဲဖြစ်ဖြစ်စနစ်တကျပေါ်ဆက်ထားတဲ့ဓာတ်စားတွေကျွန်တော်တို့တောက်သုံးကြပါလေ။ကဲတော့ကျွန်တော်မြန်မာနိုင်ငံမှာအဝယ်အများဆုံးပေါ့နော်အသုံးအများဆုံးဓာတ်စားတွေကြောင့်ကျွန်တော်တေချာဆွေးနွေးပြတော့ပါအောင်မယ်နော်အဲ့တော့အရင်ဆုံး BBI ဓာတ်စားကြောင်းသွားလိုက်အောင်ပေါ့နော်အဲ့တော့ BBI ဓာတ်စားမှာဆိုကျွန်တော်များသိကြတယ်အပြာတို့ရှိတယ်အစိမ်းတို့ရှိတယ်ပေါ့နော်အဲ့တော့အပြာတို့ပေါ့အဲ့အပြာတို့ကိုတော့ကျွန်တော်တို့ဘာလို့ခေါ်လဲဆို standard ORS လို့ခေါ်တယ်ပေါ့အဲ့တော့ WHO လို့ခေါ်တဲ့ကျန်းမာရေးကမ္ဘာ့ကျန်းမာရေးဌာနကနေတော့အရင် formula အဟောင်းနဲ့ပေါ်ဆက်ထားတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီကာလဝင်ယောဂလိုမျိုးဝင်တအားလျှောတဲ့ပြင်းပြင်းထန်ထန်ဖြစ်တဲ့ယောဂမျိုးပါဆိုရှင်ဒီ BBI ပေါ့နော်ဒီဓာတ်စားတို့အပြာတို့ကအရန်ကောင်းတယ်အဆင်ပြေတယ်သူ့မှာပါတဲ့ကောင်တွေအချိုးစားရဆိုရှင်မြန်ဆန်ဆန်နဲ့ယောဂတက်တာစေပေါ့နော်အဲ့တော့နောက်ပိုင်းကျတော့ကျွန်တော်တို့ဒီ BBI တက်စားမှာပေါ့နော်ဒီအပြာတို့ပြင်အစိမ့်တို့ပါထပ်ထုတ်လာတာပေါ့နော်အဲ့ဒီအစိမ့်တို့ကကြတော့ reduce osmolarity ORS လို့ခေါ်တယ်သူကကြတော့ဒီ BBI တက်စားအပြာမှာရှိတယ်ပေါ့နော်ကြားဓာတ်တွေစားဓာတ်တွေကိုနည်းနည်းရှော့ပြီးတော့ထုတ်ထားတာပေါ့နော်အဲ့တော့ဒီကောင်တွေကဘာကြောင့်အဲ့လိုမျိုး short ထုတ်ထားလဲဆိုတော့အန်တဲ့လူတွေဝင်းနေနေပဲသွားတဲ့သူတွေချွေးထွက်တဲ့သူတွေပေါ့နော်အဲ့လိုတွေမှာဆိုလို့ရှိရင်လည်းသူကဒီအန်နာကိုတက်တာစေလို့ပေါ့နော်ဝင်းသွားတဲ့အချိန်တော့ကိုပို့ပြီးတော့နဲသွားစေတယ်ပေါ့နော်ပိုကောင်းစေတယ်ပေါ့ဒါကြောင့်မလို့တားကြီးပြင်းပြင်းထန်ထန်ဝင်းလျှော့တာမဟုတ်ဘဲနဲ့ဝင်းနည်းနည်းလေးပဲသွားတာမျိုးအန်နာမျိုးဆိုလို့ရှိရင်ဒီ BBI အပြာတို့စားတော့အစိမ့်တို့ကိုပို့ပြီးတော့တိုက်ကြတယ်ပေါ့ဒါကတော့ new formula ပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ကလေးတွေမှာတိုက်တာပေါ့နော်ကလေးမှာတိုက်တာဒီ Petitrel တို့ Electrical 4တို့ပေါ့သူကကြတော့ဘာတွေပါလဲဆို flavor လေးတွေပါတာပေါ့ဗျာဒီအနှံ့ရတာလေးပါတော့ပို့ပြီးတော့တောက်လို့ကောင်းတာပေါ့ခုန BBI အစိမ့်တို့တွေပြားတို့တွေကတော့ငန်းကြီးကြီးနိုင်တာပေါ့ဗျာဟိုနည်းနည်းအရသာတိတ်ပြီးတော့အဝင်တိတ်မကောင်းအဲ့တော့ဒီအဲ့ကလေးတွေမှာပါတဲ့ခါတွေကျတော့ပါပွင့်တာပစ္စည်းအတူတူပဲအနှံ့ရတာထည့်ထားတာပဲအဲ့တော့ခုနအစိမ့်တို့တွေပြားတို့တွေကလည်းရေ1လီတာနဲ့ပဲဖြောရတာပဲသူလည်းရေ1လီတာနဲ့ပဲဖြောရတာပဲအဲ့တော့ဒါပေမဲ့ပိုကောင်းတာအနှံ့ရတာကောင်းအောင်ကလေးတွေမှာပို့ပြီးတော့အဆင်ပြေတယ်တောက်လို့အဆင်ပြေတယ်သူလည်း WHO formula guideline နဲ့တေချာထုတ်ထားတာဖြစ်တယ်အဲ့တော့တောက်လို့ခါမှာသူ့ရဲ့အာနိသင်တွေကအကုန်လုံးအတူတူပဲပေါ့နော်နောက်တစ်ခုကတော့ကလေးပေါက်စနာလေးတွေမှာတိုက်တာလေးတွေရှိတယ်ပေါ့နော်သူကတော့200 ml လောက်နဲ့ဖြောရတာပေါ့ရေတန့်ဖို့တပူရဲ့1လီတာရဲ့9ဘုံလုံးနဲ့ဖြောတာပေါ့ဗျာ Perolid တို့ဟာမျိုးလေးတွေပေါ့အထုပ်သေးလေးတွေပေါ့အဲ့ဒါလေးကြောင့်ရေတန့်ဖို့တပူနဲ့တော့ဖြောလို့မရဘူး200 ml နဲ့ဖြောရတာကြီးဒါပေမဲ့သူ့ရဲ့ဓာတ်စားပမာဏကတော့အတူတူပဲခုနကအာနိသင်အတူတူပဲပေါ့နော်ဖြောဆက်တဲ့ပမာဏအချိုးစားကွာသွားတာပဲရှိတယ်ပေါ့နော်ဒါလေးရှိတယ်အဲ့တော့နောက်တစ်ခုကတော့ Riety လိုဟာမျိုးတွေပေါ့Riety လိုဟာမျိုးတွေကြတော့ကျွန်တော်တို့ Riety လိုဓာတ်စားမျိုးတွေကြတော့တချို့ကြတော့လေဒီဝင်းသွားရင် Riety လိုဓာတ်စားမျိုးတွေအရင်တောက်ကြတယ်အဲ့ Riety လိုဓာတ်စားမျိုးတွေကြတော့အချိုဓာတ်ပိုများတယ်ကြားဓာတ်တွေပိုများတယ်ပေါ့နော်အဓိကချွေးထွက်များလဲအားကစားသမားတွေနဲ့ချွေးသားထွက်တဲ့အချိန်တွေမှာတောက်ကြတာပေါ့နော်ရေဓာတ်ပြန်ဖြည့်ဖို့တော့တောက်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကောင်ကြားဓာတ်တာအများကြီးကြောင့်မလို့တကယ်လို့ဝမ်းလျှောတဲ့အချိန်တွေမှာ Riety တို့ဘာလို့တောက်လိုက်မိဆိုလို့ရှိရင်ဝင်းလျှောတာတော့ပိုဆိုးစေတယ်ရေဓာတ်ဆွဲတဲ့အကြောင်းပိုဆိုးစေတယ်ပေါ့အဲ့တော့ဒီကောင်တွေကတော့ချွေးထွက်များတဲ့ကောင်တွေမှာပဲအဓိကတောက်သုံးနေတယ်ပေါ့အဲ့တော့ဒါတော့ကျွန်တော်မြန်မာနိုင်ငံမှာအတွေ့အများဆုံးဓာတ်စားတွေအကြောင်းပဲဖြစ်ပါတယ်ကဲဒီတော့ဓာတ်စားထုတ်ကိုကျွန်တော်ဘယ်လိုမှမကန်ကန်ဖြောဆက်မလဲပေါ့နော်အဲ့တော့အရင်ဆုံးတော့ကျွန်တော်ဓာတ်စားထုတ်ကိုဖြောမယ်ဆိုရင်လက်ကိုအရင်ဆုံးတန့်ရှင်းအောင်ဆေးဖို့လိုတယ်ပြီးရင်ဓာတ်စားထုတ်ကိုရေလိုတယ်ပေါ့နော်ကောင်းတာကတော့ရေနွေးလုံးဝမသုံးပါနဲ့ရေဓာတ်အေးတာမသုံးပါနဲ့ရေချက်အေးသုံးတာတော့အကောင်းဆုံးပဲတကယ်လို့
ရေတန့်သုံးမှန်ဆိုလို့ရှိရင်လည်းတအားကြီးအေးဆက်နေတာမဟုတ်တဲ့ရေကိုပဲသုံးသိချင်တယ်ပေါ့နော်ပြီးလို့ရှိရင်ဓာတ်စားတို့ကိုအဲ့ထဲကိုဖောက်ထည့်မယ်အဲ့ရေကိုသုံးတဲ့အခါမှာတေးရာနဲ့အတိအကျသုံးဖို့လိုတယ် Prolet လိုဟာမျိုးတွေဆိုလို့ရှိရင်တော့သူ့ရဲ့200 ml ပေါ့နော်ရေကိုရေတန့်မှုရဲ့9ပုံပဲပြောရမယ်တကယ်လို့ Petrol လိုဟာမျိုးတွေခုန BBI ဓာတ်စားအစိမ်းလိုနော်အပြာလိုဟာမျိုးတွေဆိုတော့ရေတန့်မှု1လီတာလုံးလိုတယ်ပေါ့နော်အဲ့ဒါတွေကိုတည်တည်ချာချာနဲ့အဲ့ထဲကိုဓာတ်စားဒီတုပ်ကိုအဲ့ရေတန့်မလင်းတဲ့ကိုဖောက်ထည့်မယ်အကုန်လုံးကုန်စင်အောင်ဖောက်ထည့်မယ်ပြီးလို့ရှိရင်တေချာနဲ့လှုပ်မယ်ဒါမှမဟုတ်တေချာမှုပဲပေါ့နော်တေချာလှုပ်ပြီးတော့ဖြော်ဆက်မယ်ဆိုလို့ရှိရင်ဒီတေချာအချိုးစားမှန်ကန်တဲ့ဓာတ်စားဖြော်ရည်တစ်ခွက်ပဲရရှိမှာဖြစ်ပါတယ်ကဲတော့ဓာတ်စားတို့ဖြော်တဲ့ခါကျတော့ရှင်လုံးဝမလုတ်တဲ့အမှားတွေရှိပါတယ်အဲ့ဒါပါလဲဆိုရင်ဒီတဝက်စီခွဲဖြော်တာမျိုးပေါ့နော်အဲ့တော့ဓာတ်စားတို့ထုတ်ကိုတဝက်စီခွဲတယ်ခွဲပြီးတော့500 ml နဲ့တစ်ခါဖြော်500 ml နဲ့တစ်ခါဖြော်အဲ့လိုမျိုးလောဘလုပ်လို့မရပါဘူးစနစ်တကျနဲ့တေချာနဲ့ချိုးစားအောင်တေချာမျှတအောင်လုပ်တာဖြစ်ကြောင်းလို့အဲ့လိုခွဲဖြော်တာဟာလုံးဝတေချာပေါ့ဟိုအာနိသင်ပြေဝအောင်ရရှိတယ်မှာမဟုတ်ပါဘူးပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ဒီအချိုရည်တွေနှုတ်ရည်နဲ့ရောဖြော်တာမျိုးပေါ့နော်အဲ့ဒါမျိုးလုံးဝလုပ်လို့မရပါဘူးရေချက်အေးနဲ့ပဲတေချာဖြော်ဖို့လိုအပ်ပါတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ဓာတ်စားရည်ကို24နာရီကြော်သွားရင်တော့တောက်လို့မရတော့ပါဘူးဖြော်သွားပြီးတော့အချိန်မှာ24နာရီအတွင်းကိုကုန်စင်အောင်ပေါက်မှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါလေးသတိထားဖို့လိုပါတယ်အဲ့ဒါလေးကိုသတိထားမယ်ဆိုလို့ရှိရင်ဗာပြောဓာတ်စားတို့မှာအာနိသင်ပြေဝရမှာဖြစ်ပြီးတော့ဓာတ်စားတို့ရဲ့ဘေးထွက်ဆိုးကျိုးတွေပါအများကြီးကောက်ဝေပေးနေမှာဖြစ်ပါတယ်ကဲတော့ဓာတ်စားရည်တောက်တာနဲ့ပတ်သက်ပြီးတော့အမေးများတဲ့မျိုးတွေကိုပြောရင်းနဲ့ပဲဗီဒီယိုလေးတွေကိုချုပ်ချင်ပါတော့เนาะအဲ့တော့အမြင်ဆုံးမေးကြတာပါလေဆိုကျွန်တော်တို့ဓာတ်စားတောက်မယ်ဆိုဘယ်လိုတောက်ရမှာလဲပေါ့နော်ဘယ်လိုတောက်ရမလဲဆိုရင်1သွားတာဆိုလို့ရှိရင်1တစ်ခါသွားပြီးတိုင်းဓာတ်စားတစ်ခွက်ပြန်တောက်ပေးရပါမယ်5ခွက်ကျင်းတဲ့တစ်ခွက်ပေါ့နော်ပြန်တောက်ပေးရပါမယ်1 5ကသွားရင်5ခွက်6ကသွားရင်6ခွက်အဲ့ဒါချင်းတော့များ1သွားတာကအဓိကမဟုတ်ဘူးဓာတ်စားပြန်ဖြည့်တာအဓိကဓာတ်စားပြန်ဖြည့်နိုင်တဲ့၍ခန္ဓာကိုယ်မှာဘာမှအန္တရာယ်မရှိဘူးအဲ့ဒါလေးသိထားဖို့လိုတယ်အဲ့တော့အန်ရောပေါ့အန်တဲ့ခါကျရင်တော့လူကြီးဆိုလို့ရှိရင်တော့အန်တိုင်းပြင်တောက်ပေးပါအန်လို့ရှိရင်လည်းရေတက်ဆုံးဆုံးသွားရပါတော့အဲ့တော့အန်လို့ရှိရင်ဓာတ်စားပြင်တောက်ပေးပါကလေးတွေမှာဆိုရင်တော့ခုတော့ရှိတယ်ဝင်းသွားရင်တော့ပုံမှန်တိုင်းပဲတိုက်ပေးဝင်းသွားရင်ဓာတ်စားခွက်ကြီးနဲ့တော့မဟုတ်ဘူးကလေးကျတော့ခွက်သေးသေးပေါ့နော်ဒါပေမဲ့အန်နာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့အဲ့အန်နာဆိုလို့ရှိရင်တခါအန်လို့ရှိရင်ခုနလိုခွက်ကြီးနဲ့ပြန်တော့လို့မရဘူးအဲဒါကြောင့်မလို့တပိတ်ဇွန်လေးနဲ့ပဲနည်းနည်းပြန်ပြီးတော့နည်း9မိနစ်ချားတစ်ခါ10မိနစ်ခါတစ်ခါတော့ပြင်ပြီးတော့တိုက်ပေးပါလုံးဝမတိုက်လို့တော့မရဘူးဒါပေမဲ့အုံလိုက်ခြင်းနဲ့ပြန်တိုက်လို့မရဘူးဘာလို့အန်နာတာဖြစ်တဲ့ကြောင့်မလို့ကလေးကိုနည်းနည်းပဲပြန်တိုက်ဖို့လိုပါတယ်ပေါ့နော်ဒါကတော့ပထမမေးကိုပေါ့နောက်ထပ်မေးများတဲ့မေးကတော့သွေးတိုးစီးကြိုသမားတွေကဓာတ်စားတောက်လို့ရတာဆိုတော့ရပါတယ်သွေးတိုးစီးကြိုသမားတွေမှာလည်းပေါ့နော်ဝင်းရှော့တာအန်နာဖြစ်မယ်ဆိုလို့ရှိရင်စားတတ်ရည်တဲ့ဆုံးရှုံးတာအသက်အန္တရာယ်ရှိနိုင်တဲ့အတွက်ကြောင့်မလို့သွေးတိုးစီးကြိုသမားတွေဒီအငံတက်အချိုတက်ပါပေမဲ့ဓာတ်စားတောက်လို့ရပါတယ်အဲ့ဒီမှာပါတဲ့အငံတက်အချိုတက်ဒီသွေးတိုးစီးကြိုစောက်တက်သွားတဲ့ပမာဏတွေအရင်မများပါဘူးတခုပဲရှိပါတယ်အန်နာမဟုတ်ဘဲနဲ့ဝင်းရှော့တာမဟုတ်ဘဲနဲ့ဓာတ်စားကိုတော့အားနေထိုင်တောက်တာမျိုးတော့တဏ္ဍာတော့ရှောင်နေသင့်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ကြောက်ကက်မကောင်းတဲ့သူတွေရောဓာတ်စားတောက်လို့ရတာဆိုကြောက်ကက်မကောင်းတဲ့သူတွေကတော့ဒီမှာဓာတ်စားထဲမှာပါတဲ့ဆိုဒီယမ်နဲ့ပိုတက်ဆီယမ်တွေကြောက်ပေါ့နော်ဒီဓာတ်စားတွေပါတဲ့အဲ့ကက်စစ်ဓာတ်စားတွေပါတဲ့ခါကျတော့ဒီဆရာဝန်နဲ့သေချာတိုင်ပင်မှုလိုတယ်ကိုယ့်ရဲ့ကြောက်ကက်ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးတော့ဆရာဝန်ညွှန်ကြားချက်နဲ့ဆရာဝန်ကတောက်ဆိုမှတောက်တင်ပါတယ်ပေါ့နော်အဲ့တော့ဒါပါပဲပေါ့နော်ဒီအဲ့ဒါတွေကိုလုံးသေချာသိသွားပြီဆိုရှင်ဓာတ်စားကိုသေချာကောင်းကောင်းမွန်နဲ့မှန်မှန်ကန်ကန်နဲ့ဖြောဆက်ပြီးတော့ကောင်းကောင်းမွန်တောက်နိုင်မယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုချောလိုက်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာပေါ့နော်ကျမရဲ့ဘူးတွေရရှိသွားရဆိုရှင်ကျွန်တော်တို့ comment မှာ yes လို့မှန်းခဲ့ပြီးတော့အားပေးခဲ့ပါအောင်ဒီလိုဗီဒီယိုလေးတွေမြင်တဲ့တင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ Yuba Clinic ဘကို channel ကိုမြင်တဲ့စောင့်မျှော်အားပေးကြပါလို့ပြောနေပါအားလုံးနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ကတော့ Yuba Clinic ဘကို channel မှာကျမရဲ့ဘူးတွေမြင်တဲ့တင်ဆက်ပေးနေတဲ့တော်တော် Yuba ဖြစ်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်